လိုချင်တဲ့ပန်းနိုင်တဲ့ငွေပမာဏကိုတိတိကျကျသတ်မှတ်ရပါမယ်ဥပမာငါရဲ့စီးပွားရေးလုပ်ငန်းအတစ်ကနေလာမယ့်9နှစ်အတွင်းမှာအတရင်အမြတ်ငွေ3,000ရရှိရမယ်ဆိုပြီးကိန်းဂဏန်းအတိအကျသတ်မှတ်တာမျိုးဖြစ်ပါတယ်အစစ်နှစ်ပေးဆက်ပါလောကမှာဘယ်ရာမှအလကားရတယ်ဆိုတာမရှိပါဘူးတင်လိုချင်တဲ့အောင်မြင်မှုတွေတင်ပါပြန်ပေးဆက်မလဲဆိုတာဆုံးဖြတ်ပါဥပမာဒီပန်းနိုင်အတွက်ငါအပျော်ပါးတွေကိုရှော့မယ်လို့ဆုံးဖြတ်တာနေ့စဉ်အိတ်ချိန်6နာရီကလွှဲရင်ကျန်တဲ့အချိန်တွေကိုလုပ်ငန်းစနစ်တကျတည်ဆောက်ဖို့လေ့လာစီးပူးဖို့အတွက်အပြည့်အဝပေးဆက်မယ်လို့ဂရုပြုတာမျိုးပါအဆင့်3ရက်စွဲအတိအကျသတ်မှတ်ပါအချိန်ကာလကန့်သတ်ချက်မရှိတဲ့ပန်းနိုင်ဟာအိမ်မက်သက်သက်သာဖြစ်နေပါလိမ့်မယ်ဘယ်နေ့ဘယ်ရက်မှာအရောက်သွားမလဲသိကြပါစေဥပမာ2031ခုဒီဇင်ဘာလ31ရက်နေ့မှာဒီပန်းနိုင်ကိုအပြီးတိုင်အကောင့်ထဲပေါ်ရမယ်ဆိုပြီးသိကြတဲ့ deadline သတ်မှတ်တာဖြစ်ပါတယ်အဆင့်4စီမံကိန်းချပါအစင်းနဲ့အပြည့်အဝမဖြစ်သေးရင်တော့ချက်ချင်းစတင်လို့ရမယ်စနစ်ကျတဲ့အစီအစဉ်တစ်ခုကိုရေးဆွဲပါဥပမာဒီလမှာဈေးကွက်ကိုအရင်လေ့လာမယ်နောက်လမှာလုပ်ငန်း SOP တွေကိုချောသတ်မယ်ပြီးရင် content marketing အစီအစဉ်အတိုင်းနေ့စဉ်ဗီဒီယိုတွေနဲ့လူတွေသိအောင်လုပ်မယ်ဆိုတဲ့လုပ်ငန်းစဉ်မျိုးဖြစ်ပါတယ်အဆင့်5ချရေးပါအထက်ပါအဆင့်4ဆင့်သလုံးကိုစိတ်ထဲမှာပဲမထားပဲစာရွက်တွဲပေါ်မှာချရေးလိုက်ပါအကျဉ်းသဘောမျိုးရေးတာမျိုးမဟုတ်ပဲတိတိကျကျတည်တည်ချာချာရှင်းရှင်းလင်းလင်းချရေးထားပါဥပမာငါသည်2031ခုဒီဇင်ဘာလ31ရက်နေ့မှာအတရင်အမြတ်ငွေ3,000ရရှိရန်နေ့စဉ်လုပ်ငန်းစနစ်များတည်ဆောက်ပြီးပေးဆက်သွားမယ်ဆိုတဲ့ကြေညာချက်စာသားကိုစာရွက်ပေါ်မှာအတည်ပြုလက်မှတ်ထိုးပြီးချရေးထားလိုက်တာမျိုးပါအဆင့်6နေ့စဉ်ရုပ်ဆိုပါအဲ့ဒီချရေးထားတဲ့စာရွက်ပေါ်ကစာသားတွေကိုနေ့စဉ်မနေ့အိပ်ရထားတဲ့ကြိမ်ညအိပ်ရဝင်တဲ့ကြိမ်စိတ်ထဲကနေတကယ်ဖြစ်လာပြီလို့ခံစားပြီးအတန်ထွက်ဖတ်ပေးပါဥပမာနေ့စဉ်မနေ့ခင်းတိုင်းမှန်ရှိမှရပ်ပြီးမိမိကိုယ်ကိုယုံကြည်မှုအပြည့်နဲ့ဒီစာသားတွေကိုရုပ်ဆိုခြင်းအပြင်တင့်ရဲ့မသိစိတ်လို့ခေါ်တဲ့ subconscious mind တွေကိုအောင်မြင်မှုလှိုင်းနှုံးတွေနေ့တိုင်းရိုက်သွင်းပေးတာဖြစ်ပါတယ်အခက်အခဲတွေကြုံလာတဲ့အခါတာမန်စိတ်ဆန္ဒရှိတဲ့သူတွေကလက်လျှော့သွားတတ်ကြပေမဲ့ပြင်းပြတဲ့စိတ်ဆန္ဒရှိသူတွေကတော့ကြာရှုံးမှုတွေကိုအောင်မြင်မှုအတွက်လှေကားတစ်တွေဖြစ်ပဲမြင်တတ်ကြပါတယ်ဒီအဆင့်6ဆင့်ဟာတင့်ရဲ့မသိစိတ်ကိုနှိုးချစေပြီးတော့အခွင့်အလမ်းတွေကိုတင့်စီတန်လိုက်လိုမျိုးတည်ဆောင်လာပေးပါလိမ့်မယ်ဒါကြောင့်ဒီနေ့ပဲတင့်ကိုတင်ပြန်မေးပါငါစိတ်ထဲမှာတစုံတစ်ခုအောင်မြင်ဖို့အတွက်တကယ်ပဲတောက်လောင်ပြင်းပြတဲ့စိတ်ဆန္ဒရှိနေပြီလားအခုပဲစာရွက်တရွက်ထုတ်ပြီးတင့်အိမ်မက်ကိုဒီအဆင့်6ဆင့်အတိုင်းချရေးလိုက်ပါစဉ်းစားတွေးခေါ်ပြီးအောင်မြင်မှုကိုအတူတူတည်ဆောက်ကြရအောင်ခင်ဗျာ